အိမ်ဆောက်ဖို့အတွက်ဒီမှာတိုင်မနေတာဖြစ်ပါတယ်ခင်ဗျာ ဒါအိမ်ဆောက်နေပါ ဟူးဒီမှာတရွာလုံးလာကူညီနေတာဖြစ်ပါတယ်နော်ဒီမှာကြောက်ကြောက်ကြောက်ကိုင်ဟေးဒီမှာအားလုံးပဲမင်္ဂလာပါဒီမှာဒီနေ့ကတော့ special ဒီမှာအိမ်ဆောက်နေတာဖြစ်ပါတယ်ခင်ဗျာဒီမှာလေဝါမလောက်လို့ဆိုမှပြန်ဆက်သွားဝယ်ထားတော့အိမ်တိမ်ဆောက်ဖို့ဆိုတာဝါတွေက အများကြီးလိုတာပဲเนาะအဲ့တော့ဟိုမှာစလောက်တာဆိုတော့ပြီးဖို့ဆိုတာမလွယ်တဲ့ဟိုမှာဝယ်ဆရာတွေတော့တအားများဆိုတော့ဒီမှာမြင်တဲ့အတိုင်းပါပဲเนาะကျွန်တော်အားလုံးကတော့ဒီဝိုင်းဝန်းကူညီတော့ share လုပ်နေတာဖြစ်ပါတယ်ဒီမှာအပေါ်မှာလည်း share လုပ်နေတာเนาะဒီမှာနော်အိမ်ဆောက်နေရတော့ဒီမှာပြီးတော့နေပါလေသူပြီးအဲ့တော့ပြီးတော့ပါနော်ဒီမှာညနေကျရင်လည်းအိမ်ကြီးကျလောက်ပါနော်လာစားလို့ရတော့ချက်သားတွေဝက်သားတွေအစုံကျွေးလာတယ်ကြပါလာလေကြပါလို့အိမ်ကြီးကျလည်းအတူဆောက်ပါနော်ဝေါဒါနေ့လည်းကျရင်လာစားဖို့ပြင်ထားတော့လာစားဖို့ပြင်ပါတယ်ပဲနော်ဒီမှာခိုင်လာကျိုးတပင်းယူထားအစင်းဒီ share လုပ်နေတာဖြစ်ပါတယ်ခင်ဗျာဒီမှာပျော်ပတ်သားမှာလာခက်ကြပါလို့အားလုံးဖိတ်ခေါ်ပါတယ်ဝေါညီမတို့လာချစ်တဲ့နော်ရွေးချယ်ရတယ်လာချစ်ကြတာဒီမှာအရန်အလောက်ကျိုးသားတာဒီမှာအဆုံးအားလောက်တဲ့အိမ်နဲ့ဆောက်တဲ့နော်လောက်တဲ့နော်ချစ်တယ်ဆိုညီမလေးညကိုလူရဲမမအချိန်ညီမလေးညကိုလာချစ်ကြကျန်နေရောပါရောပြီးရောပါမယ်ကျန်ဒီမှာအိမ်လုံးပြီးတော့ပါနော်တော့ရှယ်ချီနေရခိုင်လေးနဲ့ဝေါ对呢。ခမင်းစားတစ်ချိန်ရောက်လာပြီနော်အဲ့လိုမျိုးတော့ပြီးနိုင်မှာမဟုတ်ပါဘူးနော်မနေ့ပြန်မှ share ပြန်လုပ်ဖို့ဆိုတာဒီရက်နဲ့ပြီးဖို့ဆိုတာတော့မလွယ်ပါဘူးနော်ဒီရက်တော့ share ပြီးဖို့ကြောင်းနေပါလားကျိုးစားတဲ့လူတွေပဲမလို့တော့ပြီးပါနော်ကျိုးစားတဲ့လူတွေပဲလက်ကျော်တင်းတဲ့လူတွေလည်းမလို့နော်အဲ့ကြောင့်မို့တရက်ထဲနဲ့ဒီလောက်ပြီးပါပါလို့ကဲဟိုဘကဲမတော်ဟေးဝါမကိုင်အောက်ကပါနော်ပြောပါပြီspecial တော့ဒီမှာမြန်ဆန်လောက်တာပါနော်အဲ့ဒါလိုအပ်တာလားနည်းနည်းမှပြစ်တယ်မှာကြည့်နေပါတော့အေးဒီပြပါပါဒီမှာအားလုံးပြီးပါစားအိမ်နေတဲ့နေလို့ကောင်းတယ်နော်အိမ်လို့ကောင်းတယ်တော့ဒါမျိုးနေရာမှာတည်းဆိုနေလည်းကောင်းတယ်အိမ်လည်းကောင်းတယ်နော်ဒီမှာအမင်းစားဖို့ပဲကြံတော့အကုန်ပြီးပါတယ်ရုပ်ပြီးပါဟုတ်တော့ဒီမှာအကြည့်လိုက်အောင်နော်ဒီမှာစားရအောင်အကုန်ပြီးပါဆိုတော့ဝါဒီဆွဲဖို့ပဲကြံစားဖို့ဆိုတော့တောက်ရောက်ဆုံးကထိတ်ဆုံးကတယောက်မှမစားသေးခင်အရင်စားမှသူများစားနဲ့အောက်ချဲဒီမှာတက်သားမှဟူးရန်တော့ဒီမှာကြည့်ဟူးမွမွေးလေးနဲ့အနံ့သားလို့ဘိုက်တောင်မှအောင့်လာပြီးစားကျင်လာပြီးအားကြောင့်လာခဲ့ကြပါလို့မင်းတို့ပြောရင်တော့ခေါ်တဲ့အချိန်မှမလာဘူးဆိုပကံစီးခိုင်းမှတော့နောက်ကျဟင်းနေလည်းအများကြီးချက်ထားဟင်းနေလည်းချက်ထားတော့အများကြီးပဲအကဲတော့မချင်ပဲငါတော့ထမင်းလည်းကြိုက်တော့စားဒီမှာအိုးကြီးအပြည့်တာတော့ဖြစ်နေအကုန်လုံးတားမွိုင်းဆိုတော့ဒီတော့အားလုံးပြည့်စုံကြမှာပါစေ။ကြောက်ပါစားကြပါလိမ့်မယ်။ဆက်တော့ပေါ်ပါတယ်။ဒီမှာလာကူပြီးတဲ့အတွက်လည်းရန်ကြည့်လို့ရန်ကြည့်လို့ရန်ကြည့်လို့
ပြီးမှာမဟုတ်ဘူးဟိုတရက်ထဲနဲ့ဒီလောက်ပြီးွားဆိုတာအလုပ်စူးစမ်းတဲ့လူတွေပဲလာလို့အားကြောင့်မလားဒီမှာလူတွေနေတယ် ခုမှတက် ဒါတဲ့ခုလိုဒီကောင်ကလုပ်ပေးတဲ့တဲ့လည်းကိုရင်းနဲ့လည်းစင်မကလည်းတားနိုင်တဲ့လူတွေမှလည်းသိကြပါစေ ရွာလူတွေလည်းအစင်မပြေမှုတွေဂျားတွေကနေပေါ့လေနော်အကုန်လုံးကအစင်မပြေပါဘူးနော်လာကူညီပေးတဲ့အတွက်လည်းရိုင်းကြည့်နေပါတယ်နော်အခုလိုကူညီပေးတဲ့အလူရှင်တွေလည်းနော် အားလုံးစိတ်ချမ်းသာခြင်း ကိုကြီးကျမချင်းနဲ့ပြည့်စုံနိုင်ကြပါစေမြန်မာပြည်ရဲ့အမြန်ဆုံးအေးချမ်းပါစေနော်အခုလိုလာကူညီပေးတဲ့လူတွေရောက်ဒီတိုင်းကိုလည်းအရင်ကျေးဇူးတင်ပါတယ်နော် အားလုံးအဆင်မပြေနေတဲ့ဂျားတွေကနေ ဟုတ်ကဲ့ပါဟုတ်ကောင်းမယ်နော် မင်းစားတော့လေမင်းစားတော့လား